မြက်တွေရိုက်ထားတော့ကြည့်လို့ကောင်းဒီနေ့တော့ပူတယ်ဒါပေမဲ့အရင်ကြီးဟိုအုံဆိုင်ကြီးနဲ့ပူတာဒါတဘာဝအလျောက်ပေါက်တဲ့ပန်းလေးတွေတွေ့ရသေးဆိုစိုက်เสียမလို့သူဟာသူပေါက်တာပြီးဟိုးချန်နောက်ကဟိုလိမ်မောရောင်ပန်းလေးနဲ့အတူတူပဲဒီပန်းလေးလည်းရမ်းလှတယ်တောထဲမှာထင်းတော့ခုတ်လို့ရှင်တချို့ထင်းနေရတောထဲကနေဒီကားဒီနောက်တွဲထဲကိုထည့်ဖို့အတွက်လေးတဲ့ဟာတွေကြတော့အိုက်ဆက်နဲ့ grain အသေးစားလေးပေါ့နော်တနိုင်စာအိမ်သုံးလေး grain လေးမှားထားတာဒီနေ့ရောက်တာပါခါရဲဆင်ပေးထားပြီးပြီတော့ထဲသွားရင်ဒီဥစ္စာနဲ့သွားရင်သွားမသွားရင်ကားနောက်အသေးတစ်စီးနဲ့တော့ grain အသေးလေးပါနေပူတော့နေကာမိုးကာတွေချထားရတယ်အဲ့လေကဘာကြောင့်ထောင်ထားလဲဆိုတော့ဒီမှာတစ်နှစ်တစ်ခါသူတို့အိမ်ဌာနလာစစ်တယ်လေအဲ့မိခိုးခေါင်းတိုင်နေရှင်းလင်းထားတာရှိမရှိပြီးတော့သူတို့ဒီဥစားသူတို့နိုင်ငံရဲ့စီမင်းစည်းကမ်းနဲ့ကိုက်ညီမကိုက်ညီအဲ့ဒါကြီးလာကြည့်တာခိုင်ခန့်မှုတွေရှိမရှိတစ်နှစ်တစ်ခါစစ်ရတဲ့အခါကျတော့အဲ့ဒါကိုမဖြုတ်တော့ပဲနဲ့ဒီတိုင်းထားလိုက်တာအလေးချပေါက်နေတဲ့ပန်းတွေကအရန်လှဒါအိမ်နောက်ဘက်ပါဟိုဘက်အိမ်လည်းမြက်တွေရိတ်ထားတော့အရန်လှအိမ်ဘေးပတ်ပတ်လဲ